စစ်တပ်ကနေပြီးတော့တရားမယ်အတူပြောင်ရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့အတွက်ကိုဒီနှစ်အတော်တွင်းမှာပေါ့လေဖိနှိပ်ချုပ်ချယ်မှုတွေကိုပို့ပြီးတော့လှုပ်လာတယ်။အဓမ္မဖိအားပေးပြီးတော့စစ်မှုထမ်းတွေပို့ပြီးစုဆောင်းပြီးတော့ဖိနှိပ်မှုတွေရှိလာတယ်ပေါ့နော်။ဆိုတော့မြို့ပြမှာကြည့်မယ်ဆိုလို့ရှိရင်လည်းလှိုင်သာယာတို့ရွှေပြည်သာတို့လိုမျိုးစက်မှုစုံတွေမှာကျမတို့ဒီအလုပ်သမားတွေရဲ့စာရင်းတွေကိုကောက်ယူတယ်။ကောက်ယူပြီးတော့အလုပ်သမားတွေမေးမြန်းတဲ့အခါမှာလည်းဒီရွေးကောက်ပွဲအတွက်ကိုကောက်ယူတယ်ဆိုတာမျိုးလောက်ပဲရှင်းပြပြီးတော့ထားတာမျိုးတွေရှိတယ်။ဆိုတော့အလုပ်သမားတွေကဒီကောက်ယူမှုတဲ့အချက်လက်တွေကိုစစ်တပ်ကိုထောက်ခံမဲအဖြစ်ပေးလိုက်မှာအရန်စိုးရိမ်နေတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ဒီဖိနှိပ်မှုတွေကြောင့်ပဲဒီမြို့ပြမှာရှိတဲ့အလုပ်သမားပြည်သူလူထုတွေကဆိုလို့ရှိရင်တချို့နေရာတွေမှာငြိမ်နေရတဲ့နေရာမျိုးတွေရှိနေတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးငြိမ်နေတယ်ဆိုတာကလည်းစစ်တပ်ကိုထောက်ခံမဲပေးနေတာမျိုးမဟုတ်ဘူးကျမတို့ဒီစစ်တပ်ကိုစိုက်ကျယ်တော်လှန်သွားဖို့အတွက်ကိုကျမတို့ညီမျိုးစုံနဲ့ဒါလမ်းစာရှာနေတာပဲဖြစ်ပါတယ်ဆိုတော့ကျမတို့တာရကခေါင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီဇင်ဘာလ10ရက်နေ့တုန်းက silent strike ကျမတို့လုပ်တယ်အတံမိတ်တပိတ်မှာဆိုရင်ပြည်သူအားလုံးတစ်ခဲနဲ့ပါဝင်ပြီးတော့ကျမတို့ဒီအတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းကိုဒါသက်သေပြခဲ့တာပဲဖြစ်ပါတယ်